အားလုံးပဲမင်္ဂလာပါရှင်။တိမတ်ဖွယ်ရအကြောင်းအရာလေးတွေကိုအမြဲလိုတင်ဆက်ပေးနေတဲ့ QB YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့လူချင်းမင်းတို့အမျိုးသားတိုင်းရဲ့အိမ်မက်လေးတစ်ခုဖြစ်တဲ့နှစ်ကိုယ်တူပျော်ရွှင်ကြတဲ့အချိန်လေးတွေမှာသူမတို့အနေနဲ့လောကကြီးကိုမေ့ပြီးမိုးမမြင်လေးမမြင်အချစ်ကလေးနေစေဖို့တည်ထားတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါရဲ့နော်။ဟုတ်ကဲ့ပါရှင်လူကြီးမင်းတို့အမျိုးသားတွေဆိုတာတခြားနေရာတွေမှာသာရှုံးနေခြင်းရင်ရှုံးနေခြင်းပဲအချစ်တလေးမှာစစ်ခင်းပြီဆိုရင်တော့အမျိုးသမီးတွေရဲ့ချီးမြှောက်မှုယုံကြည်ကိုးစားမှုအားလုံးကိုလိုချင်ကြတယ်ဆိုတာလက်ခံကြမယ်လို့ထင်ပါတယ်နော်ဒီအတွက်ကြောင့်လည်းအတူတူပျော်ရွှင်ကြပြီဆိုရင်သူမတို့အနေနဲ့ပြပတ်ဝန်းကျင်ကိုမေ့ပြီးကဘာကြီးတစ်ခုလုံးမှာနှစ်ယောက်တည်းရှိနေတယ်လို့ခန်းစားချက်မျိုးနဲ့မိုးမမြင်လေးမမြင်ပျော်ရွှင်စေဖို့ဆိုရင်တခါလာလဲမေးပြပါစိုးဆိုတဲ့စကားပုံလို့လူရင်းကိုကြီးပဲတန်းသွားနေလို့မရပါဘူးနော်ပွဲမဝင်ခင်အပြင်ကကျင်းမဆိုသလိုစစ်မရောက်ခင်များကုန်တာမျိုးမဖြစ်ရအောင်ပန်းပွင့်ကြီးကပန်းဝင်ယူရင်းနဲ့လှပလာစေဖို့ပန်းဖူးလေးကလည်းလူချင်းမင်းတို့ကိုလက်ရက်ခေါ်နေစီဖို့စကားလုံးတွေကတိကျကြပါရဲ့နော်ပွင့်လင်းတဲ့စကားလေးတွေကိုလူကြီးမင်းတို့ဘက်ကစပြီးပြောဆိုဆွေးနွေးတာကသူမတို့အထင်သေးသွားမယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ဒါဟာသူမတို့အတွက်မီးစိမ့်ပြလိုက်တယ်လို့ပါပဲ။ဒါကြောင့်လေရိုးသားပွင့်လင်းစွာနဲ့လူကြီးမင်းတို့ရဲ့ဖြစ်ခြင်းတဲ့အကြောင်းအရာလေးတွေကိုတည်ကုန်းပြလိုက်ပါနော်။စကားတွေကြီးပြောနေတာမျိုးလည်းမလုပ်ပါနဲ့အောင်နော်။စနေနှခိုင်အကြောင်းပြောရင်စနေနှခိုင်ကိုပိုင်နိုင်နဲ့ချော့တခါ6တလိစီးနဲ့ဝါကိုက်အောင်ပြေးလွှားကစားတာမျိုးကသူမတို့အကြိုက်ဖြစ်တယ်လို့မြန်မာပြည်အနှံ့လျှောက်လေတယ်လို့သူမတို့အလားပါတွေကိုလည်းကြည့်ရှုခံစားပြီးလိုအပ်ရင်လိုအပ်တယ်လို့တိုင်းပညာလေးတွေပြပေးတာကလည်းအကြောင်းအရာတွေကတစ်ခုဖြစ်ပါရဲ့ရှင်ရိုးသားပွင့်လင်းတဲ့စကားလေးတွေအပြန်အလှန်ပြောမယ်အလားပါတွေကိုချီးကျူးမယ်လိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့ကြီးစဲကစားမယ်ဆိုရင်ပန်းပွင့်ကြီးကနေအောင်ကြီးရဲ့အနှွေးတက်လေးတွေကိုလိုအပ်လာမယ်ဆိုတာသိကြပါရဲ့နော်ဒီနေရာမှာဆိုရင်ဘလို့ကစားပုံမျိုးသဘောကျလဲသူမတို့ကိုဦးစားပေးပြီးဘာလို့အလဲမေးတာမျိုးကလူကြီးလူကောင်းဆန်တဲ့အပြုအမူဖြစ်တယ်လို့သူမတို့အကြိုက်လေးတွေကိုလူကြီးမင်းတို့ကဖန်တီးပေးတဲ့အခါမှာလည်းမိုးမမြင်လေးမမြင်တဲ့စွန်လေးကရပိန်းလေးကိုမေ့ပြီးကောင်းကင်ကြီးထဲမှာပြန်ဝဲနေမှသိကြပါရဲ့နော်ဘလုံးမဲ့တပွဲမှာတစ်ဖက်အသိရဲ့ကစားပုံကြည့်ပြီးမျှတအောင်ကစားရတယ်လို့ပါပဲကိုဖို့ကိုလည်းကြည့်ဖို့မမိပါနဲ့နော်သူမတို့အကြိုက်လောဘတွေအတ္တတွေကိုပဲဦးစားပေးလို့မရပါဘူးဒါကြောင့်လေတိုင်းကစားကွက်3မျိုးလောက်ကိုအချိန်အခါလိုက်နားချိန်တောင်းပြီးမြစ်စီကြီးကားတတ်မယ်ဆိုရင်လူကြီးမင်းတို့ကအောင်လိုက်သူဖြစ်မှာမလွဲမသွေပါပဲရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရေဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်ခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုစမ်းနေတတ်တဲ့သဘောကျရဆိုရင်လည်း like and subscribe လေးနဲ့အားပေးသွားကြပါအောင်ရှင်